စီတရားများနဲ့ပြည့်နေစေပေကွယ်ပတ်သက်ခဲ့တာနောက်ဆိုပဲနာကျင်စေတဲ့စကားတော့မပြောပါနဲ့ရှင်တွေကချီနှောင်ထားတဲ့အတီးကျိုးလေးတွေလေပြတ်တောက်သွားရင်နောက်ဆုံးတော့နာကျင်မတို့လို့ပဲသိချစ်ခဲ့တာဒီသားပဲတယ်လီကလေးစဉ်းစားကြည့်ပါဦးကလေးနောက်ဆုံးတောင်းဆိုနေခြင်းပဲနာကျင်စေတဲ့စကားတော့မပြောနဲ့အိုးနေအိုးရေလေးကချီနှောင်ထားတဲ့အတီးကျိုးလေးတွေလေတက်တောင်းသွားရင်တို့လူပဲနာကျင်မကိုမင်းလေးနာလေးဘယ်လိုရင်ဆိုင်မလဲဘယ်လိုရင်ဆိုင်မလဲမောင်များတွေဘယ်လိုရင်ဆိုင်မလဲဘယ်လိုရင်ဆိုင်မလဲမောင်များတွေပျောက်ဆုံးချေရှင်တွေကချီနှောင်ခဲ့ဒီကျိုးလေးတွေလေတက်တောင်းသွားရင်တို့လူပဲနာကျင်မကိုမင်းလေးနာလေးဘယ်လိုရင်ဆိုင်မလဲဘယ်လိုရင်ဆိုင်မလဲမောင်များတွေဘယ်လိုရင်ဆိုင်မလဲဆုံးချေလက်ခွေတစ်ခုမှငြိမ်သက်စေကိုစီတရားများနဲ့ပြည့်လက်စေပေကွယ်